Sakamoto Days Season 2ရဲ့အပိုင်း30ကိုရောက်ရှိလို့လာခဲ့ပါပြီ။ဇလန်အစမှာတော့ရှင်းတယောက်တည်းအခက်တွေ့နေချိန်မှာမာဖူးယူနဲ့တိုယန်ကူမာတို့နှစ်ယောက်ကဝင်ရောက်ကူညီပြီးတိုက်ခိုက်ပေးလိုက်တဲ့အတွက်ရှင်းတယောက်အကြီးအကျယ်အံ့ဩသွားခဲ့ရပါတယ်။ဒါပေမဲ့ရှင်းရဲ့ပြင်းထန်တဲ့လက်သီးချက်နဲ့မာဖူးယူရဲ့အားပါတဲ့ကန်ချက်တွေကရန်သူရှင်းနာရစီကိုမရောက်ခင်မှာတင်ပဲရှင်းနာရဟာလျှက်တစ်ပြက်အမြန်နှုံးနဲ့သူတို့နှစ်ယောက်လုံးရဲ့မျက်နှာတွေကိုအရင်လမ်းပြီးဖမ်းကင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးကိုဘောလုံးတစ်လုံးလိုသဘောထားပြီးအဝေးကိုအားကုန်ပစ်ပေါက်လိုက်ပါတော့တယ်။ဖြစ်ပေါက်ပြီးတာနဲ့တစ်ဆက်တည်းမှာပဲရှင်းနာရကရှင်းကိုလည်းခြေထောက်နဲ့အားပါပါကန်ထုတ်လိုက်တဲ့အတွက်ရှင်းဟာနောက်ကိုအဝေးကြီးလွင့်စင်သွားခဲ့ပါတယ်ရှင်းဟာသူ့ရဲ့အထူးစွမ်းအားကိုတုံပြီးရှင်းနာရရဲ့စိတ်ကိုဖတ်ဖို့ကြိုးစားပေမဲ့လုံးဝဖတ်လို့မရတဲ့အတွက်အလွန်ပဲအံ့ဩမြင့်တက်နေမိပါတယ်အကုန်လုံးဝိုင်းဝန်းတိုက်ခိုက်နေကြတဲ့အချိန်မှာခကြီးတယောက်ကတော့ငါကအမြဲတမ်းနောက်ကျမှရောက်လာတတ်တဲ့ကောင်ပါလားဆိုပြီးသူ့ကိုယ်သူအပြစ်တင်တွေးတောနေပါတယ်ခကြီးဟာရှင်းနာရကိုတေချာဆူဆိုင်ကြည့်ရှုနေရင်းနဲ့ရှင်းနာရဟာမျက်စိမိတ်ပြီးအိပ်ပျော်နေလျက်နဲ့သူတို့ကိုတိုက်ခိုက်နေတာကိုထူးဆန်းစွာသိရှိသွားပါတယ်။ဒါအပြင်ခကြီးဟာသူ့ရဲ့အကြားအာယုံစွမ်းအားကြောင့်ရှင်းနာရရဲ့ကိုယ်ထဲမှာ17လုံးအလုတ်လုံနေတဲ့အတန်ကိုပါကြားနေရပါတယ်။ဒါပေမဲ့သူကြားရတဲ့အကြောင်းကိုပြောပြလိုက်ရင်ကြံတဲ့သူတွေကသူ့ကိုအယူလိုများထင်သွားမလားဆိုပြီးတွေးကစိုးရိမ်စိတ်တွေအကြီးအကျယ်မြင့်တက်နေပါတယ်။ထိုအချိန်မှာပဲတိုယန်ခုမကရှင်းနာရကိုတနက်နဲ့လှမ်းပစ်လိုက်ပါတယ်။ရှင်းနာရကတနက်ကြည်စံတွေကိုခုန်ပြီးရှောင်တိန်လိုက်တဲ့အချိန်မှာရှင်းကလည်းအပေါ်ကိုအတူတူလိုက်ခုန်တက်သွားပြီးရှင်းနာရကိုလေပုံမှာတင်လိုက်လံတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ရှင်းနာရလင်းမြန်လှတဲ့ကန်ချက်ကြောင့်ရှင်းဟာနောက်ပြန်လဲကျသွားပါတယ်။ထိုနောက်တိုယန်ခုမကသူမရဲ့ပစိန်ကိုရှင်းစီတို့အမြန်ပစ်ပေးလိုက်ပါတယ်ရှင်းကအဲ့ဒီပစိန်ကိုဖမ်းယူပြီးရှင်းနာရကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တော့လဲရှင်းနာရကအသာလေးရှောင်တိန်သွားနိုင်ခဲ့ပါတယ်ကက်တီလေးလွဲသွားတဲ့အတွက်တိုယန်ခုမမှာအလုံးမကြေမနက်ဖြစ်သွားကဒေါသတကြီးညီးတွားလိုက်ပါတယ်အဲ့ဒီအချိန်မှာရှင်းနာရဟာထူးဆန်းစွာနဲ့တစုံတစ်ခုကိုဝင်တိုက်မိတကယ်သူခေါင်းကိုလက်နက်ဘက်နဲ့ကင်ကအလွန်နာကျင်နေတဲ့ပုံစံမျိုးလုပ်ပြနေပါတယ်အဲ့ဒါကိုကြည့်ပြီးရှင်းတို့ဖွဲ့လဲဘသူလန့်တိုက်လိုက်တာလဲဆိုပြီးအချင်းချင်းအံ့ဩတကြီးပြန်မေးနေကြပါတယ်အမှန်တကယ်တော့အဝေးကနေထိမ့်ချုပ်နေတဲ့ကခုဟာတိုက်ခိုက်နေရင်းနဲ့အပြင်ကနေရန်ကိုအရှိန်နဲ့ဝင်ဆောက်မိသွားလို့ခေါင်းကိုထိသွားတာဖြစ်ပါတယ်။ကခုခေါင်းထိပြီးနာကျင်နေတာကိုဟိုဘက်ကရှင်းနာရကပါထပ်တူကြပြီးလိုက်လုံနေတာဖြစ်ပါတယ်။ကခုဟာလှုပ်ရှားရင်းနဲ့တမင်ကောင်းကိုစကားပြောနေတာကိုပါတစ်ဖက်ကရှင်းနာရကလိုက်ပြီးအမူအရာလုပ်ပြနေတဲ့အတွက်ရှင်းတို့အဖွဲ့အတွက်တော့နားလေရအရန်ခက်ခဲနေပါတယ်။ဟိုဘက်ကကောင်ကဘဲကရှာလာတာလဲလို့ကခုကမေးရင်းနဲ့လှုပ်ရှားနေပါတယ်။အဲ့ဒီတော့တမင်ကောင်းကရှင်းနာရဆိုတဲ့ကောင်လေး1500စားအလုပ်ဆိုပြီးလိုင်းပေါ်ကနေမနှဲရှာလာရတာမင်းရဲ့အကြမ်းပါတမ်းတန်ကိုခံနိုင်မဲ့သူရှာရတာမလွယ်ဘူးအခုတော့အတီချတော့ဟုကခုကိုပြောလိုက်ပါတယ်ကခုကလည်းငါချတော့မယ်အသက်ရှင်တဲ့သူကိုပဲငါတို့အဖွဲ့တဲကိုရအောင်တွင်းမယ်ဟုပြက်ပြက်တသားပြောလိုက်ပါတယ်ရှင်းတို့ဘက်မှာလည်းရှင်းနာရဟာလက်သီးတစ်ချက်ထဲနဲ့တင်အယိုးထဲထိစိတ်သွားလောက်အောင်ပြင်းထန်တဲ့ထိုးချက်နဲ့ရှင်းကိုထိုးချလိုက်ပါတယ်ပြီးတော့မာဖူးယူကိုလည်းခေါင်းကိုခြေထောက်နဲ့ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပါတယ်မာဖူးယူပြန်ထားဖို့ကြိုးစားနေချိန်မှာတင်နောက်ထပ်တစ်ကြိမ်ခြေထောက်နဲ့အဝေးကိုလွင့်စင်သွားအောင်ထပ်ကန်ထုတ်လိုက်ပါတယ်ထို့နောက်ရှင်းနာရဟာတိုယန်ခုမစီကိုအရှိန်နဲ့ခုန်ပြီးတိုက်ခိုက်ဖို့ကြံရွယ်လိုက်စင်မှာခကြီးကရှင်းတဲ့တိုယန်ခုမတို့ကိုအမြန်ဆွဲခေါ်ကဘေးကိုရှောင်တိန်ပေးလိုက်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့ခကြီးကလွင့်စင်သွားတဲ့မာဖူးယူကိုလိုက်ရှာနေပါတော့တယ်မာဖူးယူဟာအလူးလဲခံထားရလို့မနှဲပြန်ထားဖို့ကြိုးစားနေရပါတယ်အဲ့ဒီအချိန်မှာအခုမတိုက်နိုင်ရင်အနာဂတ်မှာမတန်မာလာနိုင်ဘူးဆိုတဲ့ရှင်းပြောခဲ့တဲ့စကားကိုသူပြန်တွေးမိသွားပါတယ်အဲ့ဒါနဲ့မာဖူးယူဟာတွားသွားနေရကနေရုန်းကန်ပြီးအာတင်းကမတ်တက်ထားလိုက်ပါတယ်ခကြီးကသူ့ကိုထွက်ပြေးဖို့ပြောတော့လဲမာဖူးယူကလုံးဝဂယုမဆိုင်ပဲရှင်းနာရစီကိုရဲရဲဝံ့ဝံ့ရှောက်သွားပါတယ်အမြဲတမ်းကြောက်တတ်တဲ့ခကြီးကမာဖူးယူကိုကြည့်ပြီးငါကအမြဲတမ်းကြောက်ပြီးမလှုပ်ရှားနိုင်ခဲ့ပေမဲ့သူတို့ကြတော့ဒီလောက်ကြောက်ဖို့ကောင်းတဲ့ရန်သူကိုတောင်ဘာလို့မလန့်ကြတာလဲဟုအံ့ဩစွာနဲ့တွေးတောနေမိပါတယ်အဲ့ဒီအချိန်နောက်ကနေတိုယန်ခုမကထလာပြီးဒီခြေထောက်နဲ့ဆိုရင်ဘယ်ကိုရောက်မှလဲတက်စီသုံးမလားဟုလောင်ပြောင်ပြောဆိုလိုက်ပါတယ်ပြောဆိုနဲ့တိုယန်ခုမကမာဖူးယူကိုရှင်းနိုင်ရရှိရာစီတို့အကုံသုံးပြီးပြစ်လွတ်လိုက်ပါတယ်သို့တော့အလွန်ပြင်းထန်တဲ့အရှိန်နဲ့လာရောက်တိုက်ခိုက်တဲ့မာဖူးယူကိုပင်ရှင်းနိုင်ရကလွယ်ကူစွာပြန်လည်ခုခံနိုင်ခဲ့ပါတယ်မာဖူးယူရဲ့တိုက်ခိုက်မှုကြောင့်ရှင်းနိုင်ရကိုထိန်းချုပ်ထားတဲ့မျက်မှန်လေးအနှဲငယ်သာကွဲအပ်သွားခဲ့ပါတယ်မာဖူးယူလဲကျသွားချိန်မှာခကြီးတယောက်ကတော့ထုံးစံအတိုင်းအတွေးကဘာထဲမှာမျောပါနေစေဖြစ်ပါတယ်ထိုအချိန်ရှင်းကထလာပြီးမင်းရဲ့အတွေးတွေကိုငါဖတ်မိသွားတယ်ဘာပဲဖြစ်ဖြစ်အရှက်ရမဲ့အတူတူဘာမှမလုပ်တာထက်စာရင်တစ်ခုခုလုပ်လိုက်တာကပိုမကောင်းဘူးလားဟုခကြီးကိုအားပေးစကားပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါစိတ်ဓာတ်တွေအကြီးအကျယ်တက်ကြွသွားတဲ့ခကြီးကငါ့မှာအကြံရှိတယ်ဟုယုံကြည်မှုရှိပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းအေးဆေးအနားယူနေတဲ့ဖတ်တီးကြီးဟာတော်ရဲကတရိတ်ဆန်တွေရဲ့လှုပ်ရှားမှုတွေမူမမှန်တာကိုတေချာသတိထားမိလိုက်ပါတယ်
ဒါကြောင့်ဖတ်တီးကြီးဟာရှင်းတယောက်အစဉ်ပြေရဲ့လားဆိုပြီးစိတ်ပူသွားပါတယ်ဟိုဘက်ကကခုတီလည်းမာဖူးယူရဲ့တိုက်ခိုက်မှုကြောင့်မျက်မှန်လေးကွဲသွားတဲ့အတွက်မျက်စိတစ်ဖက်ကတေချာမမြင်ရတော့ပါဘူးရှင်းကခကြီးကိုငါသူ့ရဲ့စိတ်ကိုလုံးဝဖတ်လို့မရဘူးဖြစ်နေတယ်ဟုပြောပြလိုက်ပါတယ်ခကြီးကသူ့ကိုအဝေးကနေတယောက်ယောက်ကလှမ်းပြီးထိန်းချုပ်ထားတာပြီးတော့ဆက်သွယ်ရေးမှာသူည1.5 စက္ကန့်နှောင့်နှေးမှုရှိနေတယ်ဟုပြောလိုက်တော့အခါဆက်ရဲ့အတန်သေးသေးလေးကအစကြားနေရတဲ့ခကြီးရဲ့အကြားအာယုံစွမ်းအားကိုရှင်းကအလွန်ပဲအံ့ဩသွားပါတယ်ရှင်းနာရကလာရောက်တိုက်ခိုက်ချိန်မှာရှောင်ဖို့အချိန်မရလိုက်တဲ့ရှင်းကိုခကြီးကအမြန်တွန်းထုတ်ပြီးကဲတင်ပေးလိုက်ပါတယ်ငါထင်တဲ့အတိုင်းပဲဒီကောင်ရဲ့လှုပ်ရှားမှုကအကန့်အသတ်ရှိတယ်ဟုခကြီးကတွေးလိုက်ပါတယ်ခကြီးရဲ့အဲ့ဒီအတွေးတွေကိုလည်းရှင်းကချက်ချင်းဖတ်လိုက်ပါတယ်ရှင်းနာရကမြေကြီးကိုလက်သီးနဲ့အားကုန်ထိုးချလိုက်တဲ့အချိန်မှာမြေကြီးဟာအကွဲသွားပြီးရှင်းတို့အဖွဲ့သားတွေအားလုံးမြေကြီးအောက်မှာရှိနေတဲ့ထုံကြောက်ကူတွေကိုလွင့်စင်ပြုတ်ကျသွားလေသည်မင်းခုနာကဘာလို့ရှောင်နိုင်ခဲ့တာလဲလားဆိုတာကဘာလဲဟုရှင်းကမေးလိုက်တော့အခါခကြီးကရှင်းတယောက်သူ့ရဲ့စိတ်တွေကိုဖတ်နိုင်နေတယ်ဆိုတာကိုသိသွားပြီးအကြီးအကျယ်ရှက်သွားပါတယ်ခကြီးကရှင်းနာရတက်ထားတဲ့စက်ကိုပြောတာတစ်ဖက်လူကလှုပ်ရှားပြီး9 စက္ကန့်လောက်နောက်ကျမှရှင်းနာရကလှုပ်ရှားနိုင်တာအဲ့ဒီစက်ကထွက်တဲ့အတန်ကိုကြားနိုင်ရင်ငါတို့ရှောင်လို့ရပြီငါရဲ့အတွေးတွေကိုမင်းကဖတ်ပြီးရှောင်လိုက်ဟုရှင်းကိုတေချာရှင်းပြလိုက်ပါတယ်အဲ့ဒီလိုစကားပြောနေချိန်မှာပဲရှင်းနာရကဝင်ရောက်တိုက်ခိုက်လာပါတယ်ခကြီးကအတန်ကိုကြားပြီးရှောင်နိုင်လိုက်ပေမဲ့ရှင်းကတော့အတွေးတွေကိုဖတ်ပြီးချိန်မှာရှောင်ဖို့အချိန်မမီလိုက်တဲ့အတွက်အတိုက်ခံလိုက်ရပါတယ်ရှင်းဟာမှောက်လဲနေစဉ်မှာအရင်တုန်းကဖတ်တီးကြီးရဲ့အတွေးတွေကိုဖတ်ပြီးတိုက်ခိုက်နိုင်ခဲ့တာကိုတတိယသွားပြီးတိုက်ပွဲမှာဖတ်တီးကြီးဟာအလွန်ပဲတော့ကြောင်းတွေးမိသွားပါတယ်အဖွားရဲ့စွမ်းအားကို9 မိနစ်ထက်ပိုပြီးသုံးရင်တေးမဲဆိုတဲ့တတိပေးစကားကိုကြားရောင်လာတော့လဲရှင်းကရန်သူကိုအနိုင်ယူဖို့အတွက်စွမ်းအားကိုဆက်လက်ထုတ်သုံးရန်တိုင်မာကိုအဆုံးထိဖွင့်လိုက်ပါတယ်အထူးစွမ်းအားကြောင့်ရှင်းနာရရဲ့တိုက်ချက်တွေကိုရှင်းကလင်းမြန်စွာရှောင်တိန်နိုင်ခဲ့ပြီးရှင်းနာရရဲ့ခေါင်းကိုတစ်ချက်ပြင်းပြင်းထန်ထန်ကန်လိုက်ပါတယ်အဲ့ဒီကန်ချက်ကြောင့်ဟိုဘက်ကထိန်းချုပ်နေတဲ့ကခုလက်ကိုပါသွားပြီးထိခိုက်မိသွားပါတယ်ဒါပေမဲ့ရှင်းဒီလည်းအကန့်အသတ်ကိုကြော်လွန်သုံးဆွဲနေရသောကြောင့်မျက်လုံးများပြဝေပြီးအမြင်အာရုံတွေဝါလာပါတယ်အချိန်ခဏလောက်ဆွဲထားပေးဟုခကြီးကအော်ပြောလိုက်ပြီးနှစ်ချက်ကိုတက်ကာတစ်ခုခုကိုအာယုံစူးစိုက်နေချိန်မှာရှင်းကအသက်ဆွန်ပြီးဝင်ရောက်တိုက်ခိုက်ပေးနေပါတယ်ရှင်းနာယာကခကြီးစီကိုတိုက်ရိုက်လာရောက်တိုက်ခိုက်တော့အခါခကြီးဟာလှုပ်ရှားမှုတွေကိုကြိုးဖက်နိုင်ပြီးရှင်းနာယာကိုပြန်လည်တိုက်ခိုက်လိုက်ပါတယ်အတန်ကြားယုံနေတဲ့ရန်သူကိုထိထိမိမိတိုက်ခိုက်နိုင်တဲ့ခကြီးရဲ့စွမ်းရည်ကိုကြည့်ပြီးခကြီးဟာဖက်တီးကြီးနဲ့တူတယ်လို့တောင်ရှင်းကတွေးလိုက်မိပါတယ်တစ်ဖက်မှာလည်းအတန်ရှုပ်ထွေးသွားစေရန်အတွက်တမင်ကောင်းကတချင်းဖွင့်ပေးမိဟုပြောတော်လဲကခုကလက်မခံခဲ့ပေရှင်းတဲ့ကခုတို့ဟာပြိုင်သူအကျိတ်အနယ်တိုက်ခိုက်နေကြပြီးခကြီးကစက်တိုက်ဝင်ထိုးနေသည်ကိုရှင်းနာရကကာကွယ်နေရပါတယ်တိုက်ခိုက်ရင်းနဲ့ကခုဟာနယံဘက်စီတို့ရောက်သွားသဖြင့်ခဏရပ်တန့်သွားပါတယ်အဲ့ဒါကိုအခွင့်ကောင်းယူကရှင်းကဝင်တိုက်ဖို့ပြင်လိုက်စင်မှာကခုဟာလည်းနယံကိုအားနဲ့ဖောက်ထွက်လာပြီးတစ်ဖက်ကရှင်းနာရကိုသူ့စီလာတိုက်နေတဲ့ရှင်းထံသို့လျှက်တစ်ပြက်လက်သီးတစ်ချက်ထိုးခိုင်းလိုက်ပါတယ်သို့တော်လည်းရှင်းကအမြန်ရှောင်တိန်နိုင်သွားပါတယ်ရှင်းနဲ့ခကြီးတို့နှစ်ယောက်ပူးပေါင်းကရှင်းနောက်ပိတ်ပြီးတိုက်ခိုက်ရန်ပြင်ဆင်နေစဉ်မှာတစ်ဖက်မှာကခုကတမင်ကောင်းကိုတောင်းပန်စကားပြောလိုက်ပါတယ်ထို့နောက်ကခုဟာသူ့ရဲ့လက်သီးကိုအားကုန်သုံးကထိုးချလိုက်သဖြင့်ခကြီးမှာအမြန်ရှောင်နိုင်လိုက်တော့လဲဒဏ်ရာအနှဲငယ်ရသွားခဲ့ပါတယ်ထို့နောက်ကခုဟာလက်နှစ်ဖက်ကိုအသေးလဲလက်ဝါးချင်းရိုက်လိုက်ရထိန်းချုပ်ထားသောလျှက်စစ်လက်အိမ်မှလျှက်စစ်လိုင်းများထွက်ပေါ်လာပြီးအတန်ကိုခန်းစားနိုင်စွမ်းရှိသောခကြီးမှာဒဏ်ရာအကြီးအကျယ်ထက်ရသွားပါတယ်တမင်ကောင်းသည်ကခုကိုအဲ့ဒီလောက်အားမသုံးဖို့တားတော်လဲလုံးဝမရခဲ့ပေထို့နောက်ရှင်းသည်လဲအကန့်အသတ်ကိုကြော်လွန်သုံးဆွဲထားသဖြင့်လုံးဝမလှုပ်ရှားနိုင်တော့ပဲဒဏ်ရာအပြင်းထန်ရနေချိန်မှာရှင်းနာရပြင်းထန်လာတဲ့ကန်ချက်ကိုအလူးလဲခံလိုက်ရပါတယ်ရှင်းနာရသည်ရှင်းအရှိမှမတ်တက်ရက်နေချိန်တွင်ရှင်းကငါတကယ်မနိုင်တော့ဘူးဟုတွေးလိုက်ပြီးမျက်စိမိတ်လိုက်ချိန်ဖက်တီးကြီးဟာရုတ်တရက်ရောက်ချလာပြီးရှင်းနာရမျက်နှာကိုအားကုန်လွဲကကန်ချလိုက်ပါတော့တယ်ဖက်တီးကြီးအချိန်မီရောက်ရှိလာသည်ကိုတွေးလိုက်ရလို့တမင်ကောင်းကအလွန်ကြောက်ရွံ့သွားတော့လဲကခုကတော့ဖက်တီးကြီးနဲ့တိုက်ခိုက်ရတော့မည်ဖြစ်၍စိတ်အားတွေအလွန်ထက်သန်နေခဲ့ပါတယ်ရှင်းနာရကပြန်ထလာပြီးဖက်တီးကြီးကိုခဲလုံးအကြီးကြီးနဲ့ပြစ်ပေါက်လိုက်ရာဖက်တီးကြီးကလက်နဲ့အသားလေးကာကွယ်လိုက်ပါတယ်ထို့နောက်ရှင်းနာရကပြေးဝင်လာပြီးတစ်ချက်တိုက်ခိုက်ကနောက်သို့လျင်မြန်စွာပြန်ဆုတ်သွားပါတယ်မင်းသူတို့ကိုခေါ်ပြီးမြန်ပြေးတော့ဟုဖက်တီးကြီးကရှင်းကိုအမိတ်ပေးလိုက်ပါတယ်ရှင်းကတော့သူထပ်ပြီးဖက်တီးကြီးကိုဝင်ထုတ်ဝင်ပိုးပေးမိပြန်ပြီးဆိုပြီးအလွန်တိမ်ငယ်သွားပါတယ်ထိုတိမ်ငယ်နေတဲ့အတွေ့ကိုဖက်တီးကြီးကတိသွားပြီးမင်းကလူတွေကိုတာဝန်ယူပါဟုစိတ်ထဲကနေလှမ်းပြောလိုက်ပါတယ်အဲ့ဒီတော့မှရှင်းဟာတိမ်ငယ်စိတ်တွေပျောက်သွားကဒဏ်ရာရနေတဲ့ခကြီးကိုထမ်းပြီးအပေါ်သို့တက်သွားလေသည်ဖက်တီးကြီးကဂူဤတနေရာကိုပြင်းပြင်းထန်ထန်ထိုးဖောက်လိုက်တော့အခါမြေအောက်ရေများအရှိန်ဟုန်နဲ့ပန်းထွက်ကျလာပါတယ်ရေတွေထဲမှာရှင်းနာရနှင့်ဖက်တီးကြီးတို့အကျိတ်အနယ်တိုက်ခိုက်ရင်းနဲ့နယံများပေါက်ကြကရေလိုင်းကြီးများနှင့်အတူလွတ်ဆင်သွားကြပါတယ်
အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးဟာအပြင်မှာပြက်ကျနေသောလေရင်ကြီးပေါ်သို့အရှိန်နဲ့ကျသွားကြပါတယ်။တစ်ခုကချက်ချင်းလှုပ်ရှားပြီးတိုက်ခိုက်မိဟုလှုပ်တော်လဲလုံးဝလှုပ်လို့မရတော့ပေအကြောင်းမှာတော့ဖတ်တီးကြီးကရှင်းနာရကိုလေရင်ထိုင်ကုန်တွင်ချီနှောင်ထားလိုက်သောကြောင့်ပင်ဖြစ်သည်ထို့နောက်ရှင်းနာရကိုလောက်စလုံးကဲ့သို့အာကုံဆွဲပြီးပြစ်လွတ်လိုက်တော်လဲရှင်းနာရမှာအရှိန်ကိုအသေးချထိန်ပြီးမတ်တက်ရက်နိုင်ခဲ့ပါတယ်။ဖတ်တီးကြီးကမတ်တက်ရက်နေသောရှင်းနာရထံသို့အပြေးသွားပြီးစက်တိုက်အာကုံထိုးချိတ်လိုက်တော်လဲရှင်းနာရကလင်းမြန်စွာကာကွယ်နိုင်လေသည်။ဖတ်တီးကြီးကအနားမှာရှိတဲ့ခီးဆောင်အိတ်ကြီးကိုယူကာအာကုံရိုက်ချလိုက်တော်လဲရှင်းနာရကလေရင်အပိုင်းအစတစ်ခုဖြင့်ပြန်လည်ကာကွယ်လိုက်ပါတယ်။ရှင်းနာရကပြန်လည်တိုက်ခိုက်ရန်ကြည့်လိုက်ချိန်တွင်ဖတ်တီးကြီးကရှင်းနာရမျက်ခွက်ကိုစာအုပ်အထူကြီးဖြင့်ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သောကြောင့်ရှင်းနာရသည်လေရင်တောင်ပံဘက်သို့အဝေးကြီးလွတ်ဆင်သွားပါတယ်။ရှင်းနာရကဖတ်တီးကြီးလာရောက်တိုက်ခိုက်မိအချိန်ကိုအသင့်ဆောင်နေတော်လဲဖတ်တီးကြီးမှာလေရင်အတောင်ပံဤတခြားတစ်ဖက်ဆုံးကိုအာကုံခုန်ချလိုက်သောကြောင့်စီစောကဲ့သို့ဖြစ်သွားပြီးရှင်းနာရမှာအပေါ်သို့အဝေးကြီးမြောက်တက်သွားပါတယ်။ထို့နောက်ဖတ်တီးကြီးဟာပြုတ်ထွက်နေတဲ့လေရင်ဘီးကြီးကိုစကိတ်ကဲ့သို့စီးကာလေပေါ်သို့အရှိန်နဲ့မြောက်တက်သွားပြီးရှင်းနာရအနားရောက်တွင်ထိုလေရင်ဘီးအကြီးကြီးဖြင့်ရှင်းနာရကိုအာကုံရိုက်ချလိုက်ပါတော့တယ်။ဖတ်တီးကြီးသည်အောက်ကရေပေါ်သို့အန္တရာယ်ကင်းစွာပြန်ကျသွားခဲ့ပါတယ်။ရှင်းနာရသည်လည်းလေရင်ဘီးနှင့်အရိုက်ခံလိုက်ရလို့အထိခိုက်အလွန်များသောသဖြင့်ကခုထိန်ချုပ်ထားသောဆက်မှလည်းအပီးတိုင်ပျက်စီးသွားပါတယ်။အဲ့ဒီနောက်ရှင်းနာရခန္ဓာကိုယ်ကြီးဟာလေရင်တောင်ပံကိုအရှိန်နဲ့ဖောက်ထွက်ကာအောက်သို့ပြုတ်ကျသွားပါတော့တယ်။အပိုင်းတစ်ဆက်ကိုတော့ဒီနေရာမှာပဲရပ်နာလိုက်ပါတယ်ဗျာကျွန်တော်တို့ channel မှာ Sakamoto Days Season 1နဲ့နှစ်အစအဆုံးကိုအပြည့်စုံတင်ထားပြီးပြီမို့အကျဉ်းစားဖတ်တီးကြီးကိုချစ်ရင်အားလုံးပဲဝင်ရောက်ကြည့်ရှုပေးကြပါဦးဗျာ